လူစီကားတဲ့လမ်းမကြီးတွေပေါ်ကဂုံးကြော်တတာစကိုင်းဝတ်တွေပေါ်ကနေအောက်ကနေဖြတ်သွားဖြတ်လာလုံနေတဲ့ကားတွေကိုအကြောင်းပြချက်မရှိဘဲနဲ့ငေးကြည့်ဘူးလားမီးပွိုင်းမိလို့တန်းစီရန်ဆောင်နေကြတဲ့ကားတွေရှေ့ထွက်ဖို့အသင့်ပြင်နေတဲ့ဆိုင်ကယ်တွေဘန်ကောက်မြို့ရဲ့အမှတ်အသားဖြစ်တဲ့ရောင်စုံတက္ကစီလေးတွေနဲ့ဘတ်စ်ကားတွေကိုအပေါ်စီးကနေငေးကြည့်ရတာတခါတလေတော့ဘာရမဟုတ်ပဲစိတ်ကိုငြိမ်သက်သွားစေပါတယ်အောက်ဘက်မှာတော့လူတိုင်းဟာကိုယ်ကိစ္စနဲ့ကိုလိုရာခရီးကိုအပြေးအလွှာသွားလာလှုပ်ရှားနေကြပေမယ့်ကိုကတော့အချိန်ခဏလောက်ရပ်သက်ပြီးဒီရှုပ်ထွေးနေတဲ့မြို့ပြကြီးရဲ့စီးဆင်းလှုပ်ရှားနေတာကိုအေးအေးဆေးဆေးရပ်ကြည့်နေမိပါတယ်ကားဟွန်းတန်တွေအင်ဂျင်တန်တွေနဲ့ဘေးနားကအေယာမကြော်ညာပုတ်ကြီးတွေဟာမြို့ပြရဲ့အငွေ့အသက်တွေပါပဲတခါတလေအပေါ်စီးကနေအခုလိုငြိမ်ငြိမ်လေးရပ်ကြည့်နေပြီးတော့ကိုယ့်ရဲ့စိတ်ရှုပ်ထွေးမှုတွေကိုအောက်ကဖြတ်ပြေးသွားတဲ့ကားရည်နဲ့အတူအဝေးကိုထည့်လွတ်လိုက်ပါဘာအကြောင်းပြချက်မှမရှိပဲလမ်းမထက်ကကားတွေကိုဒီလိုလေးရက်ငေးကြည့်နေမိတာကလည်းအလုပ်တွေရှုပ်မွန်းကျက်နေတဲ့နေ့စဉ်ဘဝထဲကစိတ်ပန်းဖြေစရာအခိုက်အတန့်လေးတစ်ခုဖြစ်နေတတ်ပါတယ်။